အမရပူရမျိုးမင်္ဂလာတိုင်ဟောင်းကျေးဇူးတော်ရှင်အက္ခမဟာပဏိတမိုးကုတ်ဆရာတော်ဘုရားကြီး29ရက်တလ55ခုနှစ်တွင်ဟောကြားတော်မူသောဝိတာခနှင့်ဓမ္မဒိဏအမေးအဖြေတရားတော်ဒီနေ့ဝိတာခပထေနဲ့ဓမ္မဒိဏခင်မွန်းတယ်တို့အမေးဖြေကတက္ကာရိပြုတ်လို့ယောက်ျားကနာဂာမိန်းမကရန္တာဖြစ်ပုံရှင်းပြမယ်မှန်ပါဗျာအဲ့ဒါကြီးမြတ်စွာဘုရားတင်ကိုရိုနာကြီးဒီရာဇဂိုပြည်ဝေလုံးအောင်ကြောင်း၌တရင်လုံးနေတဲ့အချိန်မှာဝိတာခဆိုတဲ့တထေးကဓမ္မဒိဏဆိုရဲရန္တာမကိုတက္ကရာဒိဋ္ဌိနဲ့ပတ်သက်တဲ့အမေးတွေမေးပါတယ်အဲ့ဒါကြီးဘယ်နဲ့ကြောင့်သူတို့ဒီကားလို့ဆိုလို့ရှိရင်ဒီမေးတော့ပါလိမ့်မလို့သူတို့ဇတ်ထုတ်ကိုအစကနင်းငယ်ပြန်ရလို့ရှိရင်ဝိသကတထေနဲ့ဓမ္မဒိဏဆိုတာဒီငကောကကျင်လင်များဖြစ်ခဲ့ပါတယ်မှန်ပါကျင်လင်များဖြစ်တော့ဝိသကတထေကဘုရားခင်ကိုရမကြီးသုဒ္ဓနာမင်းကြီးတို့ရှိကိုတိုင်းတော်ပြည်တော်သို့ပြန်လာပြီးကာလရသသထုသားတို့နဲ့တကွတရားဓမ္မတွေဟောတဲ့အခါမှာဝိသကတထေကလူဖြစ်နေပဲသူသောတော်ဗန်တည်တယ်မှန်ပါနောက်တကချက်ပိတရားနာပြန်တော့သဂရကံတည်နောက်ချက်ပိတရားနာပြန်တဲ့အခါမှာလည်းအနာဂံတည်အနာဂံတည်တော့အနာဂံတည်ပြီးတဲ့နေ့မှာသူဒီကျောင်းတော်ကနေပြီးပြန်လာခဲ့ပြန်လာတဲ့အခါကျလို့ရှိရင်ဣန္ဒြေသိက္ခာတွေကအနာဂံဆိုတာဒကာဓမ္မတို့မှတ်เสียကလူပြင်းမှာရှိတဲ့အာယုန်တွေဘာမှမနှစ်သက်တော့ဘူးဒီအာယုန်တွေပယ်ပြီးသားမဲ့နဲ့ပယ်ပြီးသားသုံးခုမြောက်မဲ့နဲ့ပယ်ပြီးသားဆိုတာမှတ်ထားကြပါအဲဒီလိုပြန်လာတော့ခါတိုင်းလည်းပြန်လာတာကတော့ဖြင့်ခါတိုင်းပြန်လာတော့အိမ်မက်ကိုမျက်စိမျက်နှာမူပြီးဒီကလာပြန်လာတော့ဒုက္ခမမဓမ္မဒိဏကအပြန်မှာဆေးဆေးကြိုလေးရှိဆေးဆေးကြိုတဲ့အခါကျတော့ရှင်သူတို့တိုက်ဝါရောက်တဲ့အခါမှာတထေကပြန်လာသူကတဲ့ပေါက်ကစီကြိုလက်ကလေးပါလေးဆွဲပြုတ်ပြီးဒီကလာအိမ်မော်တူတူသွားကြလာကြဆိုတဲ့သဘောလေးရှိသောတပန်တီတုံးကနောက်သဂရဟံတီတဲ့အခါလည်းထိုသဘောရှိအနာဂံတီလာတဲ့နေ့ကျတော့ဒီကအိမ်မောကနေလှမ်းကြည့်တဲ့ကလေးကဒီနေ့လာပုံထူးတယ်ဆိုပြီးဓမ္မဒိဏကအကဲခတ်ဂဂဗေထုံးစံတိုင်းသူရှင်းပြီးဒီကလာဝတရားတိုင်းကျိုတဲ့အခါမှာလက်တွေပါတွေသွားဆွဲတဲ့အခါလည်းဆွဲမခံတော့ဆွဲမခံတော့ဘာကြောင့်ပါလိမ့်မလဲဆိုတဲ့တွေးလုံးနဲ့သာသူစောင့်ပြီးဒီကလာအိမ်မောရောက်အောင်သာလိုက်သွားကြအိမ်မောရောက်တဲ့အခါကျတော့ရှင်လည်းသမန်းစားဖို့ပြုဖို့ပြင်တဲ့အခါမှာတယောက်တည်းသာစားတဲ့အတိတ်ပဲမျိုးနဲ့သူစားတော့ဒီကမ္မမကိုမခေါ်တော့နောက်ညာရဝင်တဲ့အခါမှာလည်းထိုးတူပဲလွတ်လပ်တဲ့နေရာသွားပြီးတန်ရှင်းတဲ့ယူစင်းတဲ့ဝတ်တွေကိုခင်းပြုပြီးဒီကလာအိတ်တော်အဲဒီကလေးအိတ်တော်ခொနည်းကတရေတော်ဖြစ်တဲ့ဓမ္မဒိဏကအော်မူရာတော့ပြန်တော်ထူးနေပြီငါဘောမလုံးကြလို့လားတို့မဟုတ်သူတစ်ပါးသောပုဂ္ဂိုလ်နဲ့လုံးမကြလို့လားလုံးမကြမှုတစ်ခုခုရှိလို့သာလဲဤကဲ့သို့သောနေမှုတိုင်မျိုးအရှင်ပြန်ပြောင်းတာပဲဆိုပြီးတော့တန်တရားနဲ့ပဲနေတယ်မှန်ပါဗျာနောက်တရားနဲ့နေတဲ့အခါလဲထိုနည်းတူပဲဒကာဓမ္မပြောလိမ့်မယ်ပြေသွားရင်ပြောမှာပဲဆိုတဲ့အိဗယ်မျိုးနဲ့စောင့်ဆိုင်နေတဲ့အခါမှာလည်းဘာမှနိနောခြင်းပြောဆိုခြင်းခင်မောမနဲ့မရှိတော့မှန်ပါဗျာအဲ့ဒါတွေကလို့ဆိုရင်ကာမရာဂနုတ္တိယဆိုတဲ့လောဘတွေပယ်ပြီးသားဖြစ်တဲ့အတွက်ဒီကဲတော့အနေဆိုင်ထူးခြားတဲ့ဆိုတာဒကာဓမ္မတွေမှတ်ဖို့ပဲမှန်ပါဗျာအဲ့ဒါတွေဥဒယနာနေတဲ့ဒကာဓမ္မတွေမှတ်ဖို့ရကတော့သောတပန်စီယုံနဲ့တော့ငါးပါးယုံကာမဂုဏ်တွေသားနဲ့မရနဲ့နေတာပဲလို့သာမှတ်ရသို့သူသရဂံဒီပြန်လဲထုံးစံတိုင်းနေတာပဲလို့မှတ်ရအနာဂံဒီမှသာရင်ငါးပါးယုံကာမဂုဏ်ဆိုတဲ့ဒီလူပိအာယုံကာမဂုဏ်တွေနဲ့သူကင်းလို့အဲဒီကတော့ထူးခြားအောင်မှတ်ပြီးဒီကရထားကြပါတချို့သောတပန်တွေပဲဆောလိုက်တယ်ကမြင်လိုက်တယ်လို့မကဲ့ရပါနဲ့သောတပန်မပယ်နိုင်သေးပါဘူးကာမအာယုံကိုမပယ်နိုင်သေးပါဘူးဆိုတော့သိချမှတ်ထားကြပါဒါနဲ့ပဲဓမ္မရိနာစိတ်ထဲမှာတော့သူစိတ်ထဲမှာအမတမဆွေးပြီးကြလားအမနံသောကလုံးကြီးအကြီးကျယ်ဖြစ်ပြီးကြလားနေတော့နောက်နေသွန်းရနေတဲ့ခါကြလို့ရှိရင်ပြန်ဟိုတယောက်တည်းအိတ်နေတဲ့အိတ်ခံညဝင်တဲ့ဓမ္မမကပဲလိုက်ပြီးကြလားသွားတဲ့ခါ
ယောက်ျားလို့တဲ့ပုဂ္ဂိုလ်ကမဲတယ်ဓမ္မဒိဋ္ဌအချိန်မတော်ဒီခန်းထဲဝင်လာတာဘယ်သဘောလုံးဘယ်သဘောမှမဟုတ်ပါဘူးမဲကျင်မြန်းကျင်လို့ဝင်ပြီးဒီကလာလာခဲ့တယ်ဆိုတဲ့အဖြေကိုပေးလိုက်မှန်ပါဗျာမဲတာဘောလို့ဆိုပြီးဒီကလာအမဲခတ်တော့သင်ဒီရှိကလည်းမတူဘူးအမူအရာဟန်ပန်တွေကလည်းအမှန်တန်ပြောင်းတယ်အဲ့ဒီပြောင်းကျွန်ုပ်ကိုလည်းအသိမှပြုပြီးစကားတော့ပါတယ်လည်းပြောချမ်းဆိုခြင်းမရှိတော့ဘူးအဲ့ဒါဒီသောတပန်ကောင်းတယ်ဝင်ကြံလည်းမရဖြစ်ပြီးဒီကလာခဲ့တာလည်းတော့ကြာကြပြီဒါကုမအမူအရာထူးတာကျုပ်ပေါ်မှာပြည့်ရှိလို့သာသုံးဖို့ဒီဘာသောပုဂ္ဂိုလ်နဲ့ပဲအလိုမကျမှုတွေကျုံလို့ဆုံးလို့လားတဘာသောပုဂ္ဂိုလ်မှာခင်မနှစ်သက်တဲ့စိတ်ရှိပြီးဒီကလာနေလို့လားအဲ့တော့မိမတွေသုံးစားတိုင်းကုန်မေးတော့တာမှန်ပါဗျာမေးတဲ့အခါကျတော့မပြောကောင်းဘူးဆိုတာတော့ဝိသကတတိကသိမပြောကောင်းလို့မပြောဘဲနေလိုက်လို့ရှိရင်လေဓမ္မဒိဋ္ဌဆိုတဲ့ခံမမတွေနှလုံးကွဲပြီးဒီကလာသေဘောဝင်ကြသူမြင်တယ်မှန်ပါဒါနဲ့ပြောမှဖြစ်မယ်ဆိုပြီးဒီကလာပြောပါတယ်နာရီတခြားကိစ္စဘာမှအထူးကြောင့်မရှိပါဘူးတင့်ပေါ်မှာလည်းဘာအပြစ်မှမရှိပါဘူးနာရီတရားလူတရားမြတ်ဆိုတဲ့အနာဂံဆိုတဲ့အနာဂိမဲ့အနာဂိဖိုးဆိုတဲ့အနာဂံတီးပြီးဒီကလာခဲ့တဲ့အတွက်ငါးပါးယုံကာမဂုဏ်တွေကိုဘာမှပြုခြင်းရွှင်ခြင်းလူပြအာယုံတွေကိုနှိမ့်သက်ခြင်းဆိုတာတွေကမရှိတော့ဘူးအဲ့တော့သင်လည်းသင်ကိုလည်းအခုမဲလို့ပြောရလို့ရှိရင်တရားတော့ပြောပြီးပြီသင်ဒီမှာဂရေ40ရှိတယ်ငါဘက်ကလည်း40ပါတယ်ဂရေ80ကိုသင်အောက်ချုပ်ပြီးဒီကလာဒီမှာပဲနေလို့လည်းနေငါကိုပဲကျွေးတယ်နဲ့ဓမ္မနဲ့ကျွေးပြီးတဲ့ကလာသာတော်ဒီပစ္စည်းတွေငါပစ္စည်းရဲ့လို့ထိမ့်မှမရှိတော့ပါဘူးဆိုပြီးဆွမ်းတော့အနာဂံဒိလာတာအနာဂံဒိလာတော့ထူးခြားတဲ့အိဗယ်တွေပေါ်မလားပေါ်ပါထူးခြားတဲ့အိဗယ်တွေပေါ်လာတဲ့ဆိုတဲ့ဥစ္စာဟာအနာဂံမိတ်ကျေးဇူးအတ္တရီကောခါမလင်ကျိုးကိုပေးဆိုတဲ့အိဗယ်ဟာခါမလင်ကိုငါးပါးယုံကာမဂုဏ်ဆွမ်းလိုက်တဲ့အတွက်ငါးပါးယုံကာမဂုဏ်နဲ့ပတ်သက်တဲ့အဘူဒအလောင်တတ်တွေဟာရှိသေးရလားရှိပါဘူးအဲ့ဒါအတ္တရီကောဆိုတဲ့မိတ်တကုတ္တတိဟာဒီကသိသူပေါ်တာပေါ့ဗျာပေါ်ပါဗျာဘုရားအမှန်ထင်ရှားနော်အားလုံးဓမ္မတွေသင်ရှားဘူးလားဒါကြောင့်တို့လည်းတွေရအောင်ကြိုးစားရမှာပဲဒါယမနာဟုတ်တဲ့နိလန်းနေပဲချက်ချင်းကြိုးပေးပြီးချက်ချင်းငါးပါးယုံကာမဂုဏ်နဲ့ပတ်သက်တဲ့အဘူဒအလောင်တတ်တရားကိုငြိမ့်သက်နိုင်တဲ့အနာဂါမိမဲ့ပဲဆိုပြီးကာလကိုယ်လည်းတူယူပြီးကြိုးစားလို့ရှိရင်ဖြစ်နိုင်တဲ့အခြေအနေလမ်းစဉ်ကရှိနေတာပဲဒါကြောင့်ဓမ္မတွေကနမူနာရှိပြီးဒီကာလနေတော့နေကောင်းကလည်းပေးထားပြန်ကိုလုံနေတဲ့အလောက်ကလည်းတော်ကြီးရောက်ပေါက်ပြီးဒီကလာနေကြတဲ့ပုဂ္ဂိုလ်တွေဖြစ်သောကြောင့်တက်မယ်ဆိုမရဘူးဆိုတဲ့စိတ်မရှိဘူးမှန်ပါဗျာရမှာကြီးပဲလို့သုံးပြချက်ချပါဒါနဲ့ပဲဂရေ80ကိုမဲမဲဆွဲပါပဲလုံလုံးကတော့သမန္တုချိန်မှန်ကျွေးလို့ရှိရင်ဖြင့်တော်ပြီဆိုပြီးဒီကလာပြောလိုက်ဒါရမမကသေးနောက်အိမ်နောက်တို့ဘာတွေပြကြပါလဲဆိုလို့ရှိရင်လည်းထုံးစံတိုက်ပြုတာပေါ့အသက်ရှိသည်နဲ့အစုံမပြောလိုက်ပြောလိုက်တော့ဓမ္မရင်းကအလုံးကြီးကြသွားတာပေါ့လေအရင်ကတော့သူ့ပေါ်မှာပဲလို့ညာလို့စွဲချက်တွေဘာတွေနဲ့သူတွေးလုံးထုတ်ပြီးဒီကလာနေတာတွေအကုန်ပပြပြီးတော့တရားကြီးကျေစုပါလားတရားကြောင့်ဖြစ်တဲ့အမူအရာတွေပါလားဆိုတာပေါ်လာတရားကြောင့်ဖြစ်တဲ့အမူအရာတွေပေါ်လာတဲ့အခါကျတော့သူဆက်ပြီးမေးတယ်အရင်ဝိသကတည်းဒီလောကုတ္တရာတရားဆိုတာဟာယောက်ျားများမှပဲအထုကောင်းသလားမိန်းမများတော့အထုကောင်းသလားအားဘယ်နဲ့မေးပါလိမ့်မလို့ဓမ္မတွေကယောက်ျားဖြစ်စေမိန်းမဖြစ်စေယတ္တဗုဒ္ဓညာကစပြီးတက်မယ်ဆိုလို့ရှိရင်ဖြင့်ယောက်ျားမိန်းမရဲ့လို့ဘုရားကမဟောပါဘူးရနိုင်တာကြီးပဲလို့သာဟောပါတယ်ဟုတ်ပါဘူးအဲ့လိုဝိသကအနာဂံကပြောတဲ့အခါကျတော့ဒါပြန်သူလည်းမိမပင်ပြင်ကြသလိုရနိုင်လို့ရှိရင်သူဘိက္ခုနီမလုပ်ပြီးကြလားဒီကျင့်ကိုပါအထုတ်ခြင်းတဲ့စိတ်ပေါ်လာတဲ့အတွက်သူခင်မွန်တောင်းပါဒကာဓမ္မတွေရိပ်မိပဲအနာဂံတဲ့ဝိသကတထေကနေပြီးဒီကာလဓမ္မဒိဏဘုဒ္ဓဇံကိုမိမပင်ပြင်ကြသလိုယထာဘုဒ္ဓညာကစပြီးဒီကာလတက်မယ်ဆိုလို့ရှိရင်ဖြင့်ဘဒ္ဓဗမေရာဂနာဂံယန္တာဆိုတာဖြစ်နိုင်တာကြီးပါပဲဘုရားကယောက်ျားမိန်းမမရွေးပါဘူးဟုတ်တယ်မှဆိုကျင့်တဲ့ဉာဏ်ကိုရတော့ဉာဏ်စဉ်တိုင်းတက်သွားကြမယ်ဆိုရင်ဒီကိစ္စပြည့်ကြစရန်ဆိုတဲ့ဥစ္စာဘုရားဟောတော်မူပါတယ်ဒါကြောင့်သင်္ကာဒီကဲတော့ဒီရှိတွေလည်းမကင်တော်ပဲနဲ့တရားဓမ္မကိုပဲကြိုးစားပြီးဒီကာလ
ဘိက္ခုနီမလှုပ်ချင်ပါတယ်ဆိုလို့ရှိရင်ဖြင့်ငါကရှင်သင့်ပဲဒါကိုပဲမပြောကြံလို့သာနေရတယ်လုံးမယ်ဆိုလို့ရှိရင်အထူးဝမ်းမြောက်ပါတယ်ဆိုတာဝိသကတထေကဝမ်းမြောက်သောစိတ်နဲ့ပဲပြောလိုက်ဒါနဲ့ပဲညပြောပြီးမနေ့ကြတဲ့ခါကျတော့ရှင်မင်းရှိသွားပြီးဒီကလာအချိန်မတော်သွားမနေ့စောစောသွားလိုက်တဲ့အခါရှင်မင်းကဝိသကတထေဒီနေ့လာပုံကဲထူပါလားဘယ်နဲ့ကြောင့်မှဒီချိန်ကြီးတွေရောက်လာပါလဲတခြားမဟုတ်ပါဘူးရွှေဆန်းရင်ကြီးလိုချင်တော့ပါပဲရွှေဆန်းရင်ကဘာကိစ္စပါလဲမလို့ကျွန်တော်ဤကမ္မမဓမ္မရိငါကဘိက္ခုနီမလှုပ်ဖို့ရသူသဘောတူတယ်လို့မင်းညာကပြောတဲ့တဲဘိက္ခုနီမထံကိုရွှေဆန်းရင်နဲ့ထမ်းပြီးဒီကလာပို့ဖို့ပါပဲဟာရပင်ယူသွားရှင်မင်းကလည်းရွှေဆန်းရင်ကြီးသွန်းတော့ပြီးဒီကလာပေးလိုက်ပေးလိုက်ပြီးဒီကလာဆွေရမျိုးတွေနဲ့တခါတည်းဘိက္ခုနီမဖြစ်ရွတ်ဆောင်ဖို့ရာနန္ဒရေနဲ့ချိုးပြုပြီးဒီကလာတမန်ရှင်းနဲ့ဘိက္ခုနီမကြောင့်ရွှေတန်းကြီးနဲ့ထမ်းပြီးဆွေရမျိုးတွေနဲ့တိုက်ဝိုင်းပို့ကြတာပေါ့ဗျာမှန်ပါဗျာပို့ကြပြီးဘိက္ခုနီမလှုပ်ဘိက္ခုနီမလှုပ်ပါတော့လေတရားဓမ္မတွေကတော့နေရာကြပါရဲ့နာရလည်းနေရာကြပေါင်းသိရလည်းနေရာကြပါရဲ့တို့တော့ဘုံတံမခံနိုင်ပဲဖြစ်နေတယ်ဘုံကဘာလို့ဆိုတော့သေကရဆိုတော့မိတ်တွေသင်္ဃတွေဆွေတွေမျိုးတွေအလုံးစုံကတကားတဲ့ကုညီတောက်ပံပေးကြကံကြလူကြဒါတွေအကံပိရိကာရနေရတာနဲ့ပဲရတဲ့တရားလေးဘိက္ခုနီမလှုပ်ပြီးတောင်းမှပဲပွားများခြင်းကမရပဲဖြစ်ဒါနဲ့ပဲသူဆရာဘိက္ခုနီမပြောပြီးကာလဝေးတဲ့တောတစ်ခုသွားပြီးတရားထုတ်လိုက်ပြီးဒီကာလတရားထုတ်တော့ကိုပါရမီရင်တန်တဲ့ပုဂ္ဂိုလ်လည်းဖြစ်ပြန်ဆန္ဒကလည်းပြင်းပြပြန်ဖြစ်ပြန်တော့တရားကလည်းနာပြီးသားဖြစ်နေပြန်တော့သောတပန်ရာဂနာဂံယန္တာကြောင့်သူဖြစ်လာဒီပရိသမိရပတ္တဆိုတော့အကုန်ပြီးတယ်အဓိပ္ပာယ်လည်းရတာအဲဒါကြောင့်သူဒီယံကိစ္စဖြင့်ပြီးပြီဆိုပြီးဒီကာလရာဇယုပြီးပဲပြန်လာတယ်ပြန်လာတော့သူခင်မန်းတယ်အောင်းဖြစ်တယ်ဝိသကတထေကပြန်လာတယ်လို့ကြားတယ်ရက်ကလည်းတိုးလိုက်တာမိမ့်မစိတ်မို့ပထမကပြုံးနေသမဏေပြီးကြဲကြဲလှုပ်ရှင်ပြီးဒီကလာအခုတော့ပြန်လဲလာတယ်ဆိုတော့သူ့စိတ်ထဲမှာလူများထွက်ဦးမှာလားဆိုလို့ရှိရင်လေသူ့အတွက်ကတခါစောင့်ကြောက်မှဝတရားကရှိနေပြန်တော့စိုးရိမ်မှုနဲ့ပဲတဲ့သူဓမ္မရင်းကပြန်လာတဲ့ရှိပဲဝိတ္တကတတိကသွားလိုက်တဲ့အခါကျတော့မေးဖို့ရအကြောင်းကလည်းပေါ်လာဘယ်လိုပေါ်လာတော့ဆိုတော့သင်သည်ဟိုတော်တယ်လည်းမကြသေးတရားဓမ္မကလည်းရက်ကလည်းတိုးလိုက်တာတောင်းတဲ့ကိစ္စပြီးလာတယ်လို့သူစိတ်တွေကမထင်တော့လူထွက်ချင်တော့လားလို့မေးရမှာလဲပညာရှိသဘောမှမသိရောက်ဒီလိုမေးတော့မကောင်းဘူးအဲ့တော့ပု္ပ္ပာမေးမှပဲပု္ပ္ပာတွေကနေပြီးဒီကလာသူ့ကြောင့်တွေးယူမှသာလည်းလူရင်းကြတော့မယ်ဆိုပြီးပု္ပ္ပာမေးတယ်ဒါကြောင့်ဓမ္မရိဏရဲ့ရဟန္တာမှာနော်မေးတဲ့ယောက်ျားကအနာဂါဆိုတော့အောက်တစ်ဆင့်ကြတော့ပေါ့ဗျာဒါနဲ့သူလူတော်ကျန်တော်လားလို့မေးဖို့ရမမေးကျင်တာနဲ့ပဲရှင်ဓမ္မရိဏသက်ကာယဆိုတာဘာတော့သက်ကာယဆိုတဲ့ဥစ္စာဘယ်အိဗယ်ကိုသက်ကာယလို့ခေါ်ပါတော့ဘယ်တရားကိုသက်ကာယလို့ခေါ်ပါတော့မေးလိုက်တော့ဟောပရိသမိရပတ္တယန္တာဆိုတော့သာဝေဒယန္တာနော်တခါလေယန္တာဖြစ်နေတဲ့ပြင်လေစာရီကုံပေါ်လာပြီအကုန်တတ်တော့တာပဲအထူးသင်နေတဲ့စာမဟုတ်တော့ဘူးဆူတောင်းနဲ့ပြည့်တဲ့စာလို့မှတ်ကြပါအဲဒီကဲတော့မေးလိုက်တဲ့အခါကျတော့အသင်ဝိတ္တခသက်ကာယဆိုတာပိစုပါဒနဲ့ခန္ဓာ၅ပါးကိုဆိုတာပါလောကီခန္ဓာ၅ပါးကိုဆိုတာပါလို့ဖြေလိုက်အဲ့တော့ဒကာဓမ္မတွေဒီထဲမှတ်เสียကဒုက္ခနာ၅ပါးလောကီခန္ဓာ၅ပါးပါလားဒါသက်ကာယလို့ခေါ်တာပါလားလို့ဆိုတာခင်ဗျားတို့ကအသာယူပြီးမှတ်ပါဒါဖြင့်အခုတရားနာနေတဲ့ဒကာဓမ္မတွေခန္ဓာကိုယ်ယုံနာကြီးဟာဘာပါလိမ့်မလဲလို့မေးရင်သက်ကာယပဲလို့ဖြေရသဘောကျခန္ဓာ၅ပါးဥပါဒံတရားဥပါဒံလေးအာရုံဖြစ်တဲ့ခန္ဓာ၅ပါးဒီသက်ကာယတရားလို့ဆုံးဖြတ်ချက်ချကြပါဆက်လက်ပြီးဒီကလည်းခါမေးပြန်တယ်
ရှင်မရိနာသက်ကာယဖြစ်ကြောင်းကတော့ဘယ်သူပါလိမ့်မလဲဝိတကတရေကမေးလိုက်တဲ့အခါကျယာယန္တနာဘောနာဘုကနန္ဒီယသတာတတတရဘိနန္နိဆိုတဲ့အတိုင်းတဏှာပဲရှင်ဝိတကရဲ့ဓမ္မရိနာကဖြေလိုက်တဏှာသက်ကာယဖြစ်ကြောင်းပဲအဲ့တော့ဘုန်းကြီးတို့ဟောနေတာဒကာဓမ္မတွေဒီမှာယန္တမကအနာဂံကိုဖြေထုတ်နေတာထောက်တဲ့ဖြင့်ဩဒုက္ခနာ၅ပါးကြီးဘုဒ္ဓတိတော်မှာလိမ့်မလို့ဆိုတဲ့ဥစ္စာဘုံဘဝတတ်နေတဲ့တဏှာပဲလို့ဒီကဒကာဓမ္မတွေကလည်းသုံးသက်ချက်ချပါဒါကြအလုံးဒကာဓမ္မတွေခန္ဓာကိုယ်တည်တော်တာဘယ်လိုပါလိမ့်မလားတဏှာပဲဒါပြန်သက်ကာယချုပ်ရသက်ကာယချုပ်ရဆိုတာရှင်ဓမ္မဒိနာဘယ်ဟာပါလိမ့်မလဲလို့ဝိသကကမေးလိုက်ပြန်တော့သက်ခါရတွေချုပ်ရဆိုတာတက္ကယောတနာယအဘိဓဝိရကနိယောကောသာကောပရိနိဒေကောမုတ်တိနာလျောဆိုတဲ့အတိုင်းတဏှာရိသေယချုပ်ရငြင်းရဖြစ်တဲ့နိဗ္ဗာန်ဟာသက်ခါရတွေချုပ်ရပဲအဲဒီကြတဲ့ယုံနာပါသေးရလားမပါဘူးယုံနာပါရင်ဖောက်ပြန်ပြည့်စည်တဲ့ဒုက္ခသစ္စာကြီးလိုက်ပါအောင်မှာပေါ့ဒါကြောင့်နိဗ္ဗာန်မှာယုံနာမရှိချမ်းသာခုသာရှိတယ်ဆိုတာဒကာတော်မတွေလည်းဟောပြီးသားဖြစ်တဲ့အတွက်ချမ်းသာလို့ရှိတဲ့ပုဂ္ဂိုလ်ဖြင့်ချမ်းသာရှိတဲ့စီကိုယ်သာရောက်အောင်သွားနည်းနဲ့သွားကြဖို့ပါပဲသုံးရရှိသွားပြီနော်ဒါနဝိသကာတွေကဆက်ရမေးရသက်ကာယတွေချုပ်ရချုပ်ကြောင်းအကျင့်ရှင်မတွေနာမရှိပါအောင်လို့ဆိုတော့မဲခင်၈ပါးပဲတခါကြီးကမဲခင်၈ပါးကိုပွားများကျင့်ကြံကြိုးကုပ်အားထုတ်လိုက်လို့ရှိရင်ဖြင့်သက်ကာဖြစ်ကြောင်းသမုဒိယသေး၍အကြောင်းတွေတော့ကြောင့်အကြောင်းယုံနာတွေချုပ်ပြီးဒီကလာသက်ကာရတွေချုပ်ရနိဗ္ဗာန်ရောက်တော့တာပဲမဲခင်၈ပါးကပွားများရင်ရောက်ပါတယ်ယန္နာမကဖြေလိုက်ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေအခုကြိုးစားနေတာဘာပါလိမ့်မလို့လို့တွေးမနေတော့မဲခင်ပွားများနေကြတာဒါကြောင့်သက်ကာယရိတ်ချုပ်ရနိဗ္ဗာန်ဆိုတာကြီးဟာခမည်းတော်ပွားများမှုသည်ရောက်ဖို့မဲ့ပွားများမှုလို့ဆုံးဖြတ်ချက်ချပါတေဖို့တန်လေယန္နာမကဖြေတော့နာဂံကမေးတာကလည်းမှားเสียမှောက်เสียတလုံးမှမပါဘူးမပါဘူးနောက်ဆုံးပြီဘုရားကဘုရားရှိသေးဆုံးပါလေဦးမယ်ဝိသကရောက်ပါလေဦးမယ်ရောက်တဲ့အခါကျတော့ဘုရားကလည်းထောက်ခံချက်ပေးပါလေဦးမယ်ဝေးပေးပါလေဦးမယ်ဘုရားကလည်းထောက်ခံချက်ပေးပါလေဦးမယ်ဒါနဲ့ဒကာဓမ္မတွေခင်ဗျားတို့လုံနေတဲ့လှုပ်ရှင်ဟာသက်ကာယချုပ်အောင်လုံနေတဲ့လှုပ်ရှင်ပါလားသက်ကာယဖြစ်ကြောင်းလည်းချုပ်မယ်သက်ကာယလည်းချုပ်မယ်မဲကံပွားများနေတဲ့ပုဂ္ဂိုလ်တွေသက်ကာယဖြစ်ကြောင်းလည်းချုပ်၍သက်ကာယလည်းချုပ်၍ဟုတ်လားသက်ကာယတွေနောက်ဘာမှဗာမရမရှိအောင်ချုပ်တဲ့နိဗ္ဗာန်ဆိုတာကြီးကိုဒကာဓမ္မတွေမဲခင်၈ပါးဒီပွားများတဲ့ပုဂ္ဂိုလ်တိုင်းမှာပဲမရောက်မရှိဘူးရောက်အောင်ပါတော့ကြဒါပြန်ဒကာဓမ္မတွေပွားများနေတဲ့လူဟာသက်ကာယချုပ်ကြောင်းကျင့်နေကြတာပေါ့ဩဒီဓမ္မတွေဗာများလုံနေကြပါလိမ့်မလို့ဆိုတော့ဗာမရမရှိပါနဲ့တော့သက်ကာယတွေချုပ်ရချုပ်ကြောင်းအကျင့်နေကြတာတော့ကြသက်ကာယဆိုတဲ့ယုံနာတို့ချုပ်ရချုပ်ကြောင်းကျင့်နေကြတာပဲလို့ကိုယ်လည်းဆုံးဖြတ်ချက်ချပါရှင်းမလားအေးဒါကြောင့်ဓမ္မတွေအလုံးလုံးနေတဲ့အလုပ်တွေကားလို့ဆိုလို့ရှိရင်ဖြင့်တကယ်ရဟန္တာဖြစ်တဲ့အလုပ်တကယ်သောတာပန်သရဂံနာဂံဖြစ်တဲ့အလုပ်ဖြစ်ပြီးဒီကာလနေသောကြောင့်ဒုက္ခသိငြိမ်းတဲ့အလုပ်ဟာဒုမဂ္ဂင်7ပါးပွားများနေတဲ့ယုံနာဖြစ်တဲ့ပုံမှာပွားများနေတဲ့အလုပ်ပါလားလို့ဆိုပြီးယုံကြည်ကြည်နဲ့ကြိုးကြိုးစားစားလုပ်ပါယုံကြည်နဲ့ကြိုးစားလုပ်ပြီးဆိုမှဖြင့်ဒီလမ်းပေါ်ရောက်နေတဲ့ဥစ္စာဒီမျိုးတော့ဆိုင်မှာပဲဒီလမ်းပေါ်ရောက်နေတယ်ဆိုတာကသိကြနေတာဒီမျိုးဟာဖြည်းဖြည်းနဲ့မြန်ပဲတခါသိရောက်အောင်ပါအဲ့တော့ဘာမှသံဃာမရှိနဲ့မဲခင်လုံးနဲ့တော့ပေါ်များပြီးသွားကြပြီတော့ဆိုတာဖြင့်ခင်ဗျားတို့လမ်းပေါ်တင်ပေးထားဖို့ဆရာဘုန်းကြီးကလမ်းပေါ်တင်ပေးထားတော့ကိုတဲ့ဒီလမ်းကိုပြလိုက်လို့ဟောဒီလမ်းပေါ်ရောက်အောင်ပဲဆရာဘုန်းကြီးကတင်ထားတော့ဒကာဓမ္မတွေကဒီလမ်းတိုင်းကိုညာနဲ့ကိုလျှောက်ကြပြီတော့ဘာလို့ဆိုတော့မမှားနိုင်တဲ့လမ်းလည်းဖြစ်တယ်ရောက်ရဌာနကြီးကလည်းထင်ရှားရှိတယ်ဒါပေမဲ့လမ်းလည်းမမှားရောက်ရဌာနကလည်းပေးချာဆိုတော့ကျွတ်တို့မှာရဲတင်းနဲ့လုံလဝရိယထား၍တတိပညာတွေနဲ့ပွား၍
လုံးကြမယ်ဆိုလို့ရှိရင်ဖြင့်ဒီလမ်းဒီဧကယနာယံဘိက္ခုမေကောဘိက္ခုယံတော်ယံမေကောဤမေခင်လမ်းမတော်ကြီးသည်ဧကယနာတော်ကြောင်းနည်းနဲ့နိဗ္ဗာန်ရောက်၏ဒီကဲ့သို့သတိပဋ္ဌာန်ပါဠိတော်ကိုယ်တော်လည်းဟောပြီးဒီကာလထားတာကိုဒကာဓမ္မတွေအထက်ထကြားရသဖြင့်လေတန်လျာမရှိမှုရေတင်းနဲ့လောက်ပါအဲ့ဒါတွေတပည့်တော်တို့မြင်ခဲ့ကြဗျာဖြစ်ဖြစ်ကလေးတွေမြင်ရတာနှေးတယ်ဗျာတပည့်တော်နေမိနာညာဆိုတာလေတဲမတက်သေးပါဘူးဒုက္ခဆုံးလည်းမမြင်ရသေးပါဘူးဆိုမြင်ဒါလမ်းလျှောက်တာဒီနှေးနေသေးလို့ပဲလမ်းလျှောက်တဲ့ပုဂ္ဂိုလ်ပြန်လေဉာဏ်ရောက်ဖို့ပါပဲအဲ့ဒါကတော့ကေပါရမီမှမချပါနဲ့တို့ပါရမီမှရှိရလားမရှိဘူးလားဆိုတဲ့တွေးလုံးတွေဒကာဓမ္မတွေကအရန်တွေးပြီးဒီကာလအလုံးနောက်ဆုံးမဲ့တွေးလုံးမလားရှိပါနဲ့သေးသေးချာချာဒီလမ်းပေါ်ရောက်လို့ရှင်မြင်ဒီခေးပေါက်ပြီးဒီကာလဒီနေရာရောက်အောင်မယ်ဆိုတာဓမ္မရိဏဝိသကာဖြင်းမြန်ဖြင့်၎င်းဘုရားသခင်ကိုရမေဤသတိပဋ္ဌာန်ပါဠိတော်၌ကိုတော်တိုင်းဟောသည်ဖြင့်၎င်းကျတော့ယုံကြည်စိတ်ချနိုင်တဲ့အချက်လက်သက်သေသာကတွေကဖြင့်ဘာမှမလိုတော့ရှင်းရဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေလုံးလုံးကြာကြာနဲ့ကြိုးကြိုးစားစားလှုပ်ဖြစ်အောင်လှုပ်ပါဆိုတာဖြင့်အထူးပဲတိုက်တွန်းရသည်ဒါရဓမ္မတွေတွေ့နော်နောက်တစ်ခါဝိသကကတွေးလိုက်သစ္စာလေးပါတော့ဖြေရပဲသက္ကာယကဒုက္ခသစ္စာသက္ကာယဖြစ်ကြောင်းကသမုဒယသစ္စာသက္ကာယချုပ်ရာကနိရောဓသစ္စာသက္ကာယချုပ်ကြောင်းကျင့်ကမေဃသစ္စာသစ္စာလေးပါတော့ဖြင့်ဓမ္မရိဏအဖြေနိုင်တယ်တို့တော်လဲစာနဲ့ကြည့်ပြီးဖြေရလားရထားတဲ့သဘောနဲ့ဖြေရလားပင်ကိုညာသဘောနဲ့ဖြေရလားဆိုတာသူ့စိတ်ထဲမှာတဲမဝေဖန်နိုင်သေးဘူးဖြေဖို့တော့မှန်တာမှန်ပဲသူလည်းဒီလမ်းရောက်ခဲ့ပါဗျာဒီလိုသောတာပန်တွေကဒီလမ်းသစ္စာလေးပါမြင်ခဲ့တင်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်နေတော့ဖြေဖို့တော့သဘောကျရဲ့စာပြေဖြေနေသလားဉာဏ်ပြေဖြေနေသလားဆိုတာသူမဝေဖန်နိုင်မဝေဖန်နိုင်နဲ့ဆက်မေးဦးမှာပဲဒါမှပုံပုံရှင်းမယ်ဆိုပြီးကြတာဆက်မေးလိုက်တယ်ကိုထောင်းရဆက်မေးလိုက်တဲ့အခါကျတော့ခုနကပြောခဲ့တဲ့စကားထဲမှာပြင်စုပါဒနဲ့ခန္ဓာဆိုတဲ့ဥပါဒနဲ့ခန္ဓာဆိုတာဒီသက္ကာယလို့ရှင်ဓမ္မရင်းနဲ့ဖြေခဲ့တော့ဥပါဒနဲ့ခန္ဓာဟာတခြားစီလားဘုဟုတ်အတူတူပဲလားမြင်လိုက်ဥပါဒနဲ့ခန္ဓာပေါ့ဗျာတကောရေးစာလေးရေးထားတော့ဥပါဒနဲ့ခန္ဓာလေးရေးထားအခုဖောပြီးသူကမဲလိုက်တယ်ဥပါဒနဲ့ဥပါဒဆိုတဲ့တရားနဲ့ခန္ဓာဆိုတဲ့တရားဒီအတူတူပဲလားဓမ္မရင်းနဲ့ဘုဟုတ်တခြားစီပဲလားဒီလိုပါဓမ္မရင်းနဲ့ဖြေလိုက်ဥပါဒံဆိုတာကကာမဥပါဒံဒိဋ္ဌိဥပါဒံသီလဥပါဒံအတ္တဥပါဒံဆိုတော့ဥပါဒံက၄ပါးရှိပါတယ်ခန္ဓာခန္ဓာ၅ပါးရှိလောကိခန္ဓာ၅ပါးရှိပါတယ်အဲ့တော့သူတို့ဟာတခြားစီလို့လည်းဖြေလို့မရဘူးအတူတူဆိုလို့လည်းမဟုတ်ဘူးဒီခန္ဓာ၅ပါးကိုဥပါဒံဆိုတဲ့တရားနဲ့နှစ်သက်ပြီးဒီကရာနေခဲ့လို့ရှင်းဖြင့်ဒါဥပါဒံနဲ့ခန္ဓာဖြစ်တာပဲမနှစ်သက်ခဲ့လို့ရှင်းဖြင့်ဥပါဒံနဲ့ခန္ဓာမဖြစ်ဘူးဒီလိုဖြေလိုက်မတည့်ထူးကြပါလားတည့်ထူးကြပါလားဆိုတာဓမ္မတွေဘုန်းကြီးရှင်းပြကိုယ်ခန္ဓာမိမိခန္ဓာကြီးကိုငါကရှင်းခဲ့လည်းမခံနိုင်အကြောင်းများလည်းမခံနိုင်ဝေဒနာတွေပေါ်လာလည်းသိမခံနိုင်ကိုယ်ခန္ဓာဖြင့်ခလုံးရှိဇူးမရှိပါစေနဲ့ဆိုတာပရိသေမေတ္တာတွေနဲ့တောင်တားပြီးတဲ့ကာလသူ့ကိုတလောက်ခင်ပါတယ်သူ့ဘောမှာတလောက်ပဲခင်ပါတယ်ခန္ဓာ၅ပါးဘောမှာခင်တာတော့ဖြင့်ပြောစရာမရှိတော့ပါဘူးဟုတ်လားအမေရိကန်ကျွတ်တောင်မခံနိုင်ဘူးဆိုတဲ့အိဗယ်မျိုးတောင်မှတစ်ခါသုံးလိုက်သေးတယ်ကိုယ်ခန္ဓာ၅ပါးကိုမခင်ဘူးလားအဲ့ဒီခန္ဓာ၅ပါးကိုခင်တဲ့ဥစ္စာကတော့တဏှာအဲ့ဒီတဏှာရှင်းရင်လာတဲ့အခါကျတော့ဥပါဒံဖြစ်ပါတယ်အဲ့တော့ခန္ဓာ၅ပါးဥပါဒနာရှုပြီးဒီကလာနေတဲ့ပုဂ္ဂိုလ်ကြတော့ဒီခန္ဓာကြီးဟာအနိစ္စခန္ဓာကြီးညင်းငွေစရာခန္ဓာကြီးဒုက္ခသစ္စာခန္ဓာကြီးသူတွေကားလို့ဆိုလို့ရှိရင်ဖြင့်ဒုက္ခကိုသာပေးနေတဲ့ခန္ဓာကြီးဖြစ်လေသောကြောင့်သူ့ပေါ်မှာခင်ဗျာမင်းတရားတကွဲတစ်စက်မှမရှိဘူးလို့ဆိုတဲ့ဉာဏ်ပေါ်လာတဲ့အခါကျလို့ရှိရင်ဖြင့်တဲ့ဓမ္မတို့ဥပါဒနဲ့ခန္ဓာမဟုတ်တော့ဘူးဆွဲလန်းတဲ့ခန္ဓာဟုတ်သေးရဲ့ဒီခန္ဓာကြီးဘယ်တော့ရှားပါမလို့ဘယ်တော့ဆွမ်းရပါမလို့ဆွ
ဆိုပြီးဒီကလာသူစိတ်ထဲမှာခန္ဓာစွန့်ကျင်တဲ့သဘောကပါတယ်ခန္ဓာခင်တဲ့သဘောနည်းနည်းပါသေးတယ်အဲဒီကဲလို့ခန္ဓာပေါ်မှာခင်တဲ့ဆန္ဒမရှိလို့ရှိရင်ဖြင့်တဲ့ဥပါဒณะခန္ဓာမဟုတ်တော့ဘူးခင်တဲ့ဥပါဒံရှိနေသေးလို့ဆွဲလန်းတဲ့ဥပါဒံရှိနေသေးရင်ဖြင့်ဒါဥပါဒณะခန္ဓာလို့ဆိုရမှာပဲသဘောကျဒါကြောင့်ဒကာဓမ္မတို့လုံးလုံးနေတဲ့ခါကျတော့ပထမရှိဥစွာဖြစ်ပြမြင်အောင်ကြိုးစားပါလို့ဆရာဘုန်းကြီးကဝေဒနာတွေတွေ့ပြီးဖြစ်ပြမြင်အောင်ကြိုးစားပါဆိုပြီးကြလားခိုင်းတာဆိုရလို့ခိုင်းတာဒီတခြားကြောင့်ခိုင်းတာမဟုတ်ဘူးတဲ့ကိုယ်ခန္ဓာမဟုတ်ကြောင်းကောင်းကောင်းသိအောင်လို့မခင်တဲ့စိတ်ကြီးဆွဲလန်းတဲ့စိတ်ကြီးပြည့်ပြည့်သွားအောင်လို့ဟောရခြင်းဖြစ်တယ်သဘောကျအဲ့ဒါကြောင့်နိဗ္ဗာန်ရောက်ကြောင်းတရားကောင်းအစ်ကိုရှားခြင်းကြလို့ရှင်ဖြင့်ဒီကန္နာပေါ်မှာခင်မှုဆွဲလန်းမှုသိရင်ရောက်တော့တာပဲလို့သာဆုံးဖြတ်ချက်ချာဒီကမှာပေါ်၌ခင်မှုဆွဲလန်းမှုချုပ်ငြိမ်းသွားရင်ပါတော့နိဗ္ဗာန်ရောက်တာပဲခန္ဓာရှိတယ်လေရောက်တာပဲခန္ဓာမရှိလေရောက်တာပဲသဘောကျဒုက္ခကရင်ကင်းငြိမ်းတဲ့နိဗ္ဗာန်ဆောင်ရကိလေသာတွေချုပ်ရငြိမ်းရသိရဖြစ်တဲ့နိဗ္ဗာန်အဲ့ဒါဒီကားလို့ရှင်ဒကာဓမ္မတို့ဒီခန္ဓာခင်းနေတဲ့ပုဂ္ဂိုလ်ဆွဲလန်းနေတဲ့ပုဂ္ဂိုလ်မရောက်ဘူးခန္ဓာမခင်းတော့ပါဘူးမဆွဲလန်းတော့ပါဘူးဆိုတာဖြင့်ဒကာတိုက်ဧကံရောက်တကယ်ရောက်ဘာမှခံရမရှိနဲ့အဲ့ဒါဒကာဓမ္မတွေဘုန်းကြီးကသင်တယ်ပွားများကြဇံပါခန္ဓာဖြစ်ဖြစ်ပွားများကြဇံပါဆိုတာဥပါဒณะခန္ဓာမဖြစ်အောင်လုပ်နေတာကိုဆွဲလန်းတဲ့ခန္ဓာမဖြစ်အောင်လို့ဘုန်းကြီးကမဂ္ဂင်နဲ့ပွားများပါလို့ခိုင်းနေတာကိုဆိုတာကိုလည်းယနေ့ရှင်းရှင်းလင်းမှတ်ပါပွားများပါဆိုတာဒီကရမရင်းမိဗလားဘယ်အကျုံးကပါလိမ့်များခန္ဓာကိုဆွဲလန်းတာကဥပါဒณะခန္ဓာအဲဒီမဆွဲလန်းမှုကြီးအကုန်ချုပ်ငြိမ်းရုပ်သိအောင်လို့ဆွဲလန်းစရာမရှိတဲ့ဥစ္စာကိုဆွဲလန်းပြီးဒီကရနေသောကြောင့်မဆွဲလန်းရအောင်လို့ညံသွင်းပေးလိုက်တဲ့အခါကျတော့ဆွဲလန်းတဲ့တဏှာဥပါဒံကချုပ်တဲ့အခါကျတော့ဟိုတဲ့ခန္ဓာကြီးရှိပြီးဒီကလာနေ냐တဲ့ကျွတ်တို့ခန္ဓာကိုဆွဲလန်းတဲ့တဏှာဥပါဒံချုပ်တဲ့အတွက်သောပါရိသေသနိဗ္ဗာန်ဆိုတာရောက်ပါတယ်ဘုရားဘောဓိပင်နဲ့ရှုပလင်ပေါ်မှာငါနိဗ္ဗာန်ရောက်တယ်နိဗ္ဗာန်ရတယ်ပြောတာခန္ဓာရှိသားတို့တော့ဒီခန္ဓာသူမဆွဲလန်းဘူးဆွဲလန်းနေလားမဆွဲလန်းတဲ့တွေ့နိဗ္ဗာန်ရောက်နေတာပဲအာယုံသွားပြင်မြင်နေတာပဲဆိုတာအာရုံတရားဓမ္မတွေကဆုံးဖြတ်ချက်ချလာတယ်ရှင်းမလားဒါရင်ဒါဖြင့်ဥပါဒณะခန္ဓာကြောင့်ဥပါဒณะခန္ဓာနဲ့ဟာဆွဲလန်းရင်ဒီဥပါဒณะခန္ဓာဖြစ်မှာပဲမဆွဲလန်းရင်ဒါကြောင့်ဥပါဒณะခန္ဓာနဲ့ဟာတခြားစီလားအတူတူပဲလားဆိုတော့တခြားစီလည်းမဟုတ်ဘူးအတူတူလည်းမဟုတ်ဘူးဆွဲလန်းလို့ရှိရင်ဖြင့်ခန္ဓာနဲ့ဥပါဒณะတွေကားလို့ဆိုလို့ရှိရင်ခန္ဓာကအာယုံဆွဲလန်းတဲ့ဥပါဒณะအာရုံိကဖြစ်နေတာပဲတဲ့နောက်ဥပါဒณะဉာဏ်တွေမဉာဏ်တွေနဲ့ဖြတ်တောက်ချလိုက်တဲ့အခါကျတော့ဆွဲလန်းတဲ့တဏှာသေးတဲ့အခါကျတော့ဥပါဒณะခန္ဓာမဖြစ်တော့ဘူးအနုပါဒณะခန္ဓာဖြစ်တော့တယ်သဘောကျဒါပြန်ဓမ္မတွေအထုတ်တဲ့အခါကျတော့ဒုဘယ်ရှင်နေရောက်မှကိစ္စပြီးမှပါလိမ့်မလို့မေးတဲ့အခါကျတော့အထုတ်စဉ်တိုင်းအထုတ်လို့ခန္ဓာပေါ်မှာဘာမှမငဲ့မတွေ့ပဲနဲ့တက်ဒုက္ခသစ္စာနှိမ့်ဆက်တဲ့ခန္ဓာကြီးပဲမဲဖြင့်ခင်တွေ့နေလို့အပူပဲဆိုတဲ့မဉ္ဇဉ်တွေဝင်လာလို့ရှိရင်ဒါခန္ဓာပဲရှင်ရတော့လေဥပါဒณะခန္ဓာမဟုတ်တော့ဘူးဟုတ်လားဆွဲလန်းတဲ့ခန္ဓာမဟုတ်ဘူးမဆွဲလန်းတဲ့ခန္ဓာထုံးစံရထားတဲ့ခန္ဓာသာဖြစ်တော့တဲ့သူ့အတွက်ကြောင်းကြစိတ်ဖို့ခန္ဓာမဟုတ်တော့ဘူးသူ့အတွက်စိတ်ပြာပါရကတ်တဲ့ခန္ဓာရောအဲဒီလိုဖြစ်အောင်လို့တကယ်တိုက်တွန်းနေကွာကိုတော်အောင်တို့ကဒီခန္ဓာရှိပင်ရှိ냐တော့လည်းမဆွဲလန်းပဲနဲ့တဏှာဥပါဒံချုပ်သွားမယ်ဆိုရင်ဒါခန္ဓာရှိ냐တော့လည်းဒီပုဂ္ဂိုလ်နိဗ္ဗာန်မျက်မှောက်ပြုနေတာနိဗ္ဗာန်ရတာပဲခန္ဓာရှိရနေတဲ့နိဗ္ဗာန်အဲဒီလိုသုံးပြချက်ချလိုက်တော့မှကောင်းပြီလားဥပါဒณะခန္ဓာရှင်းသွားပြီနော်ဒါနဲ့သုံးပြချက်တော့သူကောင်းကောင်းတော့မချသေးဘူးဝိသကကသူကမ္မမသူတို့ကျွန်တော်ပြန်လာကြလားအခုမေးတာတွေကဖြင့်မေးတဲ့အတိုင်းဖြေလိုက်တာတွေကဖြင့်တကယ်ပဲပညာရှိသဘော
ရိယာသဘောသက်ရောက်နေပြီတို့ဆိုမေးတဲ့လက်စာနဲ့ပဲဆက်မေးဦးမယ်အကုန်စင်သိရအောင်ဆိုပြီးယမဓမ္မရိနာသက်ကာယဒိဋ္ဌိသက်ကာယဒိဋ္ဌိဆိုတာကိုရှင်းပြစမ်းပါသက်ကာယဒိဋ္ဌိသက်ကာယဒိဋ္ဌိဆိုတာတခြားမဟုတ်ပါဘူးတရားကြီးဟာသက်ကာယဒိဋ္ဌိဆိုတဲ့ဥစ္စာကရုပ်ကိုငါဖြင့်ဝေဒနာကိုငါဖြင့်ပညာကိုငါဖြင့်သင်္ခါရဆိုတဲ့စေနာတွေငါဖြင့်စိတ်ကိုငါဖြင့်အဲ့ဒီလိုအကြောင်းနာမှာမရှိအရိယာတို့ကိုမိဝဲရှိကတဲ့ပုဂ္ဂိုလ်လည်းမဟုတ်ဆရာသမားကောင်းစီမှာလည်းသုတ္တမရနဲ့ကြောင်းနာမှာလည်းမရှိတဲ့ပုဂ္ဂိုလ်ကလည်းရုပ်ဟာငါပဲဝေဒနာငါပဲပညာရောငါမှတ်ထားတာငါစားကောင်းတယ်ငါခန္ဓာအဲ့ဒီကဲတော့ငါစိတ်ဆိုပြီးကြလားရုပ်ကိုငါဝေဒနာငါပညာငါသင်္ခါရကိုငါဝိညာဉ်ကိုငါဆွဲလို့ရှိရင်ဖြင့်အဲ့ဒါသက္ကာဒိဋ္ဌိပါပဲသဘောကျကြသက္ကာဒိဋ္ဌိဆိုတာခန္ဓာ၅ပါးငါတင်လို့ရှိရင်ခန္ဓာ၅ပါးငါတင်တဲ့ဒကာဓမ္မတွေမှန်လို့ရှိရင်ဖြင့်ဒါသက္ကာဒိဋ္ဌိဆုံးဖြတ်ချက်ချာသဘောကျအဲ့တော့ဒီသက္ကာဒိဋ္ဌိကဘာတော့လို့မေးတဲ့ခါကြလို့ရှိရင်ရုပ်ကိုငါတင်တယ်ဆိုလို့ရှိရင်ဖြင့်ဒကာဓမ္မတွေငါကလည်းဟောပြီးသားဖြစ်ပြီးဒီကရနေတော့ရုပ်နဲ့ငါနဲ့ဟာတပါးလည်းမနေဘူးလားရုပ်ဟာငါပဲရုပ်သည်ပင်လည်းငါပဲဝေဒနာသည်ပင်လည်းသင်ညာသည်ပင်သင်္ခါရသည်ပင်စိတ်သည်ပင်အကုန်ငါလောက်ထားတယ်အဲဒီတော့ငါလောက်ထားလို့ရှိရင်ဖြင့်ဒကာဓမ္မတွေဓမ္မရိနာဝိသကာမဲထဲမှာဘုန်းကြီးကဖြစ်ဆွပြီးထည့်ရလို့ရှိရင်အဲ့ဓာဒီကားလို့ရှိရင်ဖြင့်ဥစ္စေရဒိဋ္ဌိရုပ်ကိုငါထင်ဝေဒနာငါထင်ပညာငါထင်ဟုတ်လားသင်္ခါရငါထင်ဝိညာဉ်ငါထင်ပါတဲ့သက္ကာဒိဋ္ဌိတော့သက္ကာဒိဋ္ဌိပဲသက္ကာဒိဋ္ဌိတဲမှာမှသက္ကာဒိဋ္ဌိကခြေစည်းပြုလိုက်တဲ့အတွက်ဥစ္စေရဒိဋ္ဌိကြောင့်ဖြစ်သွားဘာဘယ်နဲ့ကြောင့်ဥစ္စေရဒိဋ္ဌိပဲကုသက်သွားရတော့ဒါသိကမေခွန်းထုတ်လို့ရှင်းဖြင့်ရုပ်သေးရင်ငါပြောက်တယ်ဒါတော့ဘာမှအကုန်ပြောက်သွားတဲ့အိဗယ်မရောက်ဘူးလားနောက်ဘာဖြစ်သေးတယ်ဆိုတဲ့အိဗယ်လာသေးလားအဲ့ဒါကြောင့်ပြတ်သွားတဲ့သဘောယူလိုက်သောကြောင့်သူဥစ္စေရဒိဋ္ဌိဒါကြောင့်ဥပမာအရင်ကဟောခဲ့ပါတယ်ဒကာဓမ္မတွေမင်းနဲ့အယောင်မကွဲတဲ့ပုဂ္ဂိုလ်ဖြစ်မင်းတွေအယောင်ချုပ်တာပဲဆိုတော့မိကပူတာအယောင်ကလင်းတာမဟုတ်လားဒကာဓမ္မတွေအဲ့ဒါသူကတသားလေးယူထားမင်းနဲ့အယောင်တူတူပဲလို့ယူထားဘာကြောင့်ယူတော့ဆိုတော့မိသေးအယောင်သေးတာပဲဒါကြောင့်မိသေးအယောင်သေးတာပဲဆိုလို့ရှိရင်ရုပ်သေးငါသေးတာပဲယူလိုက်တပည့်ကြအဲ့ဒီကတော့ယူလိုက်တော့ဗာရိတိတဲ့သက်ဝင်သွားဥစ္စေရဒိဋ္ဌိတဲ့သက်ဝင်သွားပြီတဲ့ဒါကဒကာဓမ္မတွေနားလည်မှုအတွက်တရားထည့်ပေးခြင်းဖြစ်တယ်ကောင်းပြီဒါဖြင့်ရုပ်ကိုငါထင်ရင်သက္ကာဒိဋ္ဌိပဲဒီသက္ကာဒိဋ္ဌိဟာဥစ္စေရဒိဋ္ဌိနဲ့အတူတူပဲဒကာသိရှင်းမှာဒီသက္ကာဒိဋ္ဌိကဘာမှလိမ့်မလားဥစ္စေရဒိဋ္ဌိနဲ့အတူတူပဲတဲ့ယူပါအတ္တတော်သုံးလို့ယူပဝန္တဝါအတ္တနာဆိုတဲ့ဥစ္စာကတော့ရှိသေးတယ်ဘယ်လိုရှိတုံးဆိုတော့ဝေဒနာနဲ့ပဲသွားကြပါစို့ဝေဒနာငါတင်လဲသက္ကာဒိဋ္ဌိနော်ဝေဒနာနဲ့ငါနဲ့ဒီကားလို့ရှင်ရောနေလို့ရှင်ပြဝေဒနာလည်းချုပ်ရောသူငါလည်းသိတာပါပဲဆိုလို့ရှင်ပြန်ဥစ္စေရဒိဋ္ဌိပဲသေချာပြေးတော့တာပဲကြည့်ဘူးလားဒါကြောင့်ဒကာဓမ္မတွေဘုန်းကြီးတို့ကသင်ထားတော့ဝေဒနာရှုတဲ့ဒကာဓမ္မတွေဝေဒနာဒုက္ခဝေဒနာဒုက္ခဝေဒနာဥပ္ပခဝေဒနာလို့ဝေဒနာသုံးမျိုးရှိတဲ့နဲ့ကဒကာဓမ္မတွေညာနဲ့တဲ့ပြီးဒီကရာပေးလိုက်ပြီးဆိုမှပြန်ညာနဲ့တဲ့အောင်ဒါဝေဒနာနဲ့တဲ့လိုက်ဆိုမှပြန်ဖြတ်ခနဲ့ပြက်ပြက်သွားတာမြင်လိုက်မြင်လိုက်ဘူးလားအဲ့ဒါငါမပိုင်ငါမဆိုင်လို့ပြက်တာမသေးကြဘူးလားအဲ့ဒါဝေဒနာကိုငါလို့ယူသေးရလားမယူတော့ဘောနတ္တလို့ယူလိုက်အနိစ္စဒုက္ခအနတ္တလို့ယူလိုက်တယ်ဒါကြတဲ့အဲ့ဒီလိုဘုန်းကြီးတို့ဒကာဓမ္မတွေကြတော့ဒီကဲတော့ညာနေဆရာဘုန်းကြီးကပေးထားတဲ့အခါကျတော့သက္ကာဒိဋ္ဌိဖြစ်သေးရလားဥစ္စေရဒိဋ္ဌိကိုဖြစ်သေးရလားဒိဋ္ဌိဆင်သွားတယ်ဒါကြောင့်ဖြစ်ဖြစ်ရှုတဲ့ဒကာဓမ္မတွေကြတော့ဝေဒနာဖြစ်ဖြစ်ရှုတဲ့ဒကာဓမ္မတွေကြတော့ဒကာရဖြစ်ဖြစ်ရှင်းသားတယ်ဖြစ်ရှင်းသားတယ်ပြတ်သွားတာမြင်လိုက်တော့ဝေဒနာတွေငါမပိုင်ငါမဆိုင်တဲ့အတိတ်ပဲရှင်းမတော့ဘူး
ဝေဒနာငါလို့ဆိုလို့ရသေးရင်တော့ငါနာတယ်ဟုတ်လားငါကောင်းတယ်ငါအလတ်သက်ရှိတယ်လို့ဝေဒနာငါထင်နေလိုက်သေးအခုတော့ပြန်မေးရလားညာနဲ့ရှုလိုက်တဲ့အချိန်ကျတော့ကတည်းကပြက်သွားတာလေးပျောက်သွားတာလေးမမြင်ရတော့ဘူးအဲဒါကြောင့်ကျွတ်တို့မာဒီလိုပျောက်သွားတာမြင်တဲ့ဓမ္မမှန်လို့ရှိရင်ဖြင့်သက်္ကာရိတိကပြုတ်တယ်ဒါငါမဟုတ်ဘူးအတ္တမဟုတ်ဘူးအနတ္တပါလားဆိုတဲ့ဥစ္စာကမပြောဘဲနဲ့ပြီးအနတ္တလို့မပြောရပါဘူးရှင်းရင်ပျောက်တာမြင်လိုက်တော့မပိုင်မဆိုင်လို့ပျောက်တာပဲဆိုတာခင်ဗျားတို့သိပြီးသားဖြစ်ပါလိမ့်မယ်အဲ့တော့မပိုင်မဆိုင်တာပါခေါ်ကြပါမယ်ဒါကြောင့်ဝေဒနာအတ္တလားအနတ္တလားမရင်ဘယ်နဲ့ဖြစ်လဲဒီဓမ္မတွေကတော့ဝိပဿနာရှုနေတဲ့ဓမ္မတွေကတော့သက္ကာဒိဋ္ဌိပြုတ်ပြီးဒီကာလညာထဲမှာရှုကြိုက်မှာတခါတော့ပြုတ်နေတာပဲကဲသက္ကာဒိဋ္ဌိပြုတ်တော့ခေါင်းကဥစ္စေတာဒိဋ္ဌိတွေသဗ္ဗရာဒိဋ္ဌိတွေလာသေးဒါဖြင့်ဒိဋ္ဌိရှိမှပဲသွားရတာဒကာသိဒိဋ္ဌိမရှိတော့ဒါကြောင့်ခင်ဗျားတို့ရှုနေရမှတ်တယ်သာသေစမ်းမှာသောတာပန်မတည်ပဲနဲ့ပဲရှိပါစီတော့အပယ်တော့သိချပါလေအပယ်တော့လုံးဝမရောက်ဘူးရှုရမှတ်တယ်သာဒီဥစ္စာဒီကားလို့ဆိုရင်ဖြင့်ဥမာမမာနေတယ်ဆိုတဲ့ဒုက္ခဝေဒနာပဲအဲ့ဒီဒုက္ခဝေဒနာလေးညာနဲ့ကြည့်ပြီးအနတ္တဆိုတာခဏအနာလေးကရော့လိုက်တိုးလာလိုက်ရော့လိုက်တိုးလာလိုက်ဆိုတာအနာလေးပြက်ပြီးဒီကလာအနာကြီးပေါ်ပေါက်တာအနာကြီးပြက်သွားပြန်တော့အနာလေးလှည့်လာပြန်ဟုတ်လားအဲ့ဒီဒုက္ခဝေဒနာလေးကပြက်လိုက်အစာထိုးလိုက်ပြက်လိုက်အစာထိုးလိုက်ပြက်လိုက်အစာထိုးလိုက်လို့จิตတို့ကပြအောင်ရှုနိုင်တဲ့ဒကာဓမ္မဖြစ်ခဲ့လို့ရှင်းဖြင့်တဲ့ရှုရမှတ်တဲ့သက္ကာဒိဋ္ဌိကပြုတ်နေတဲ့အတွက်ဒီဝေဒနာနဲ့ပဲသုတေစိတ်ကြတောင်းတော့သုကတိသေးကြတယ်ဘယ်သုကတိတော့မရောက်ဒါသုရသောတာပန်ဟောရင်းမိကြဒါဖြင့်တို့ရှုနေတဲ့လောက်ဟာဒီကားလို့ဆိုလို့ရှိရင်ဖြင့်ဒီလိုပဲဘုဒ္ဓမာလားဆိုတဲ့ဥစ္စာပေါ်မလားရှင်းကြလားအကယ်ဒီဝေဒနာတွေချုပ်အောင်ငြိမ်းအောင်ရှုနိုင်မယ်ဆိုလို့ရှိရင်သောတာပန်ဖြစ်ဖြစ်သွားသောကြောင့်လေသုဂတိရောက်သွားကြတော့လေသောတာပန်ဖြစ်နေရောက်နော်မှန်တော့အဖြစ်ကတော့ပုရိသံဖြစ်နေရောက်ပုရိသံဖြစ်နေရောက်လေဒုတိယဘောသောတာပန်နေတာပဲချုပ်အောင်ငြိမ်းအောင်ရှုကြမယ်ဆိုလို့ရှိရင်လေဒကာဓမ္မတွေဒီဘောပဲသောတာပန်ဒီပိရိကာရသုတိမှာသွားကြပြီတော့ဒီပဲဆက်ပြီးကိုဖြစ်ပြနေကိုဆက်လုံနေဦးမယ်ဆိုရရနာဖြစ်သွားကြမှာပဲဒါလည်းယေယနာဗုဒ္ဓအဲကြောင့်အလုတ်တရားကိုကြိုးစားပါအလုတ်တရားကိုကြိုးစားပါဆိုတဲ့ဥစ္စာကိုဖြင့်အထူးပဲနေတိုင်းတိုက်တွန်းရဓမ္မတိုက်တွန်းလို့ရှိရင်ဖြင့်ဒကာဓမ္မတို့အပေဒကာကြီးကနောက်ကဟင်းလင်းကြီးပွင့်ဘုန်းကြီးတို့ကလည်းပွင့်ရဲ့ဒကာတိုက်တို့အတွက်ကတော့ပွင့်ရဲ့ဖြစ်နေတော့ဒီဟာကိုပြည့်ချင်တော့ဖွင့်လာကဘယ်ကနေဖွင့်တော့ဆိုတော့လူပြေမှာသက္ကာယဒိဋ္ဌိရှိနေလို့သက္ကာယဒိဋ္ဌိကဖွင့်ထားသဘောကျလားဘယ်ကလူဖွင့်ထားပါလဲဝေဒနာငါတင်တာတွေကသူကဖွင့်ထားတာငါဟုတ်ပါဘူးအနတ္တပါပဲလို့ကျတို့ကရှုလိုက်တဲ့အခါဖြတ်ခနဲ့ကြောက်ပြက်တာလေးမြင်လိုက်တော့ငါမဟုတ်ဘူးဆိုတာသိသွားအနတ္တတရားဆိုတာသိသွားတို့လို့သိတာလေဒီကနေပိတ်တာပဲဒီကလည်းအနတ္တမြင်ဟိုဘယ်ကကြောင်းနဲ့ပိတ်ကျွတ်လို့ဆိုပိတ်ရှင်းမလားဖွင့်လာတဲ့သက္ကာရိကဖွင့်တာသက္ကာရိချုပ်အောင်လုပ်တဲ့ဒကာဓမ္မတွေကြတော့ဒီကနေပိသက္ကာရိချုပ်တဲ့ဥပဒနာညာမညာကပဲမပိတ်လိုက်ဘူးဒါကြောင့်ဒကာဓမ္မတွေအပေဟိုရိက္ခာစုတယ်ဆိုတော့ဒီကပဲအပေမသွားကြံလို့နိဗ္ဗာန်သွားကြံများတယ်ဒီကနေစုဟုတ်လားသက္ကာရိတွေများများစုတဲ့ဒကာဓမ္မပြန်ပေဒကာပွင့်နေတာပဲသက္ကာရိချုပ်အောင်လုပ်နေတဲ့ဒကာဓမ္မတွေပြန်ပေဒကာပိတ်နေတာပဲသဘောကျဒါကြောင့်ဒကာပိတ်တဲ့ဆက်ယုံကကိုထောင်းတို့မှတ်ကြဥလာဘူးတို့မှတ်ကြကလူပြေမှာကိုအပေဒကာဖွင့်တာလေလူပြေကနေဖွင့်အပေဒကာပိတ်တာလူပြေကနေပြီးဒီကလာအနတ္တရှုပြီးပိတ်လိုက်လဲလုံသွားတာဒါပြန်ကလိုက်ဘာငယ်ကျဒါကြောင့်လူပြေဆိုတာဘဝဒါနာဆိုပြီးကလာဖယားနတ်ပြေမပွင့်ဘူးဗျာအပေဒကာပိတ်ခြင်းနဲ့ဒီကနေပိတ်ပေးမှာပဲနိဗ္ဗာန်ကဖွင့်ပေးခြင်းရောဒီကလည်းဖွင့်ပေးမှာပဲဆိုတော့လူပြေမှာဖျားဖွင့်တဲ့အတိတ်ပဲလေဒီကမှဖွင့်နိုင်တယ်ပိတ်နိုင်တယ်ဆိုတော့
အတိပ္ပယ်ရင်းကိုသိပြီးသားဖြစ်လေသောကြောင့်ဘုရားလူပြင်ပါသာကွင်ရသည်နိယမတရားအမြဲတမ်းပေါ့ဗျာဘုရားဘုမောင်ကိုမသေးကြဘူးလားဒီကမှဘယ်တကားပိတ်နိုင်တယ်ဒီကမှဘယ်တကားကိုဖွင့်နိုင်တယ်ပိတ်ခြင်းလည်းဒီကပဲဖွင့်ရင်တော့အဲဒါကြောင့်အခုဇာသမားကောင်းပြုံတဲ့ဓမ္မတွေကြလာပြီသမဂေဩတို့ဒီကားလို့ဆိုလို့ရှိရင်ဘယ်နှကူကဟင်းလင်းကြီးပွင့်နေတာယခုဥပဒါရှိလိုက်တော့အနတ္တသလုံးဝေဒနာအနတ္တတွေမြင်လိုက်လို့ရှိရင်ပဲငါပြုတ်ပြီးငါမဟုတ်ဆိုတာရောက်သွားတယ်ဘုရားငါတင်တာဟုတ်လားအဲ့ဒီငါပြုတ်ပြီးငါမဟုတ်ပါလားအနတ္တပါလားဒီကဲတော့ညာနဲ့ရောက်ပါရောဘယ်တကားလုံးလုံးပိတ်သွားတာရင်းမိဒါကြောင့်ဓမ္မတွေကျိုးစားပါဆိုတာဒီကားလို့ဆိုလို့ရှိရင်ဖြင့်တကားပွင့်နေတဲ့ပုဂ္ဂိုလ်ဟာကိုယ့်အတွက်စောင့်နေတယ်ဆိုတာမှန်တကားပိတ်ပြီဆိုလို့ရှိရင်သွားစရာပဲမရှိတော့ဘူးဆိုတာပါဒါကြောင့်ဒါတွေကိုတော့ဖြင့်ခုလိုလဲတရားနာခုလိုလဲပွားများမှသိရတယ်။နောက်လို့ရှိရင်ကိုပြုထားတဲ့ဒါနာတွေကိုစောင့်တည်ထားတဲ့သီလလေးအကုပြီးတော့ဘယ်တကားပိတ်နေတယ်ဆိုတော့သက်္ကာရကရှိနေတော့ဘယ်ကတော့ပိတ်မှာတော့ပွင့်ဟင်းလင်းပေါ့ရင်းမရလားဘုမာလိကမေဘုရားကြီးကြည့်ပါလားလူတံပေကံလားအတ္တိသဒါနာဘယ်သူနဲ့မှမတူရလူဒါနာကြီးပဲပြီးဘယ်တကားတော့ပွင့်နေပြီရောက်သွားချင်မရောက်ဘူးလားအဲ့ဒါကြီးထောက်ပြီးဒီကလာကြည့်လိုက်တော့သက်္ကာရပြုတ်မှသာလေဘယ်တကားပိတ်ပါလားဆိုတာယနေ့ထူးခြားခြားမှတ်ရပါတပည့်ကြမာလိကလည်းထောက်လိုက်တော့တကားလည်းမသေးကြဘူးလေသူဒီဒါနာနဲ့သာဘယ်တကားကိုပိတ်နိုင်ပါတယ်ဆိုရင်သူရောက်เสียရှိသေးရဲ့ဒါကြောင့်သူတို့ကအကူအညီထောက်ပံ့ပေးတဲ့တရားတွေပဲဆိုတာလည်းဆုံးဖြတ်ချက်ချရမယ်ဟုတ်လားဒါရင်ဒါဖြင့်ဓမ္မတို့တက္ကာရီရှိတဲ့ကာလပတ်လုံးပြင်ရင်အေးပြီးဒီကာလမနေလိုက်ပါနဲ့အောင်ဆိုတဲ့ဥစ္စာပြန်ဘုန်းကြီးကပြောရတယ်အနတ္တကြာကြာနာပေါက်ပြီးအနတ္တဆုံးနေကြအောင်ဒါလိုက်ပြအောင်လိုက်ကြပါဆိုတာကိုယ်တကားကိုပိတ်ပြီးကာလကိုမသွားရအောင်လို့ကိုယ်လုပ်တာပါဆိုတာသိကြသွားမသိကြဘူးလားဘုရားအေယမလံဗုဒ္ဓံနော်အဲ့ဒီတက္ကာရီတွေမဲပြီးဒီကာလတက္ကာရီဘယ်နှပါးရှိပါသလဲလို့မေးတဲ့အခါရုပ်မှလည်း၄ပါးဝေဒနာမှ၄ပါးသင်ညာမှ၄ပါးသင်္ခါရမှ၄ပါးဝိညာဉ်မှ၄ပါးဆိုပြီးတက္ကာရီ20ပေါ့ဗျာအဲ့ဒါတွေမေးများပြီးဒီကာလဝိသကတရေကမေဓမ္မတွေနဲ့ကဖြေလို့အတော်ပဲဖြေခြင်းနဲ့ရှိပါတယ်နောက်ကြတော့သူမေးပြန်ဗာမေးပြန်တယ်ဆိုတော့တက္ကာရချုပ်အောင်ဘာနဲ့လုံးမှချုပ်မှာတော့ဒီဒိဋ္ဌိတွေချုပ်အောင်ဘာနဲ့လုံးမချုံပါတော့ဆိုတော့ဒကာကြီးငါကပြောခဲ့တော့ပဲမဲခင်7ပါးပွားများတပည့်ကြဒကာကြီးချုပ်ကျင်တယ်သိကျင်တယ်ဘယ်ကပိတ်ကျင်ပါလဲဆိုပါလို့မဲခင်7ပါးကိုယုံနာပေါ်ကြည့်ပြီးပွားများပါဇက်ကအောင်းနေတယ်တော့မဖြစ်ဘူးယုံနာပေါ်ကြည့်ပြီးကြတာမြင်နေလို့ရှိရင်ယုံနာလေးတွေမခိုင်းတာမမြဲတာစိုးမရတာမပိုင်တာမဆိုင်တာတွေငါဥစ္စာမဟုတ်တာတွေခင်ဗျားတို့ညာနဲ့ကြည်ပြီးဒီကလာနေတာဒီပွားများမှုပါပဲသိမိလားဘယ်လိုကမဆိုပါဘူးနော်ဘယ်ကဆိုတာကရတာတဲ့ဇာမမဲမှုတာဖြစ်တယ်ညာနဲ့မြင်ပြီးဒီကလာထပ်ပြန်တယ်လည်းမြင်တဲ့အမြင်ကိုပွားများမှုလို့ဆိုသည်ဘုရားရှင်း납ပလားဒါရဲ့ဒါနဲ့တက္ကရီချုပ်အောင်မဲခင်7ပါးဒါပြန်မဲခင်7ပါးကိုဘယ်လိုများဝေဖန်ရပါသလဲလို့ဆိုပြီးကြလားဝိသကတတိယမေးပြန်တော့ဓမ္မရိဒကဖြေရှားတာပေါ့ဗျာမဲခင်7ပါးမှာလည်းတကယ်ကြီးသီလမဲခင်3ပါးသမာဓိမဲခင်3ပါးပညာမဲခင်က2ပါးရှိတယ်အဲ့ဒီလိုမဲခင်ဒီလိုဝေဖန်ရတယ်အမနန်ထက်ပါလားသမာဝါစာသမာကမ္မနာသမာဓိဝဆိုတာသီလမဲခင်တကယ်ကြီးသမာဝါယမဆိုတဲ့သမာဓိသမာဓိဆိုတဲ့သုံးခုကသမာဓိမဲ့ခင်ဟုတ်လားသမာဓိသမာသင်္ကပ္ပကပညာမဲ့ခင်အဲ့လိုဝေဖန်ပြလိုက်တော့ဒါဖြင့်မဲ့ခင်7ပါးပွားများနေတဲ့ပုဂ္ဂိုလ်မှာသီလသမာဓိပညာစုံလို့ပါလားဒါကြောင့်ဓမ္မတွေအချိန်အတိုင်းပွားများလို့ရှိရင်သီလဆောက်တည်ပြီးသားသမာဓိတည်တော်ပြီးသားပညာနဲ့ရှုပြီးသားဆိုတဲ့အဓိပ္ပာယ်ဟာတကယ်တည်းတစ်ချက်ကို3ချက်ပြတ်ဖြစ်သွားတယ်
ငါတို့ပွားများနေတဲ့အချိန်မှာသီလလည်းလုံးနေသမာဓိကလည်းတည်လို့မြင်တာပေါ့ဗျာမတည်ရင်ဖြစ်ပြမြင်မှာအဲ့တော့သီလသမာဓိဆုံးတော့မြင်တာကပညာထည့်လိုက်တော့ဟုတ်လားသီလကလုံခြုံပြီးသားသမာဓိကတည်ကြည်ပြီးသားဖြစ်ပြမြင်တာကပညာဆိုတော့သီလသမာဓိပညာဆိုတဲ့မဲ့ခင်7ပါးကစုံသွားတော့ကြအဲ့ဒီကတော့မဲ့ခင်7ပါးစုံပြီးဒီကလာသွားတဲ့အခါကျတော့ကိုတဲ့ခမရတို့ဒီမဲ့ခင်7ပါးဒီကားလို့ရှိရင်ကိလေသာမာရင်တော့ကိစ္စရီမဲ့ကောဆိုတဲ့ကိလေသာတတ်ပြီးနိဗ္ဗာန်ရသုသာသွားရတဲ့တရားပါကလားဆိုတဲ့ဥစ္စာသုံးပြချက်ချလိုက်အဲဒီတော့မဲ့ခင်7ပါးမေးဖြေလို့ပြီးဒီကာလရှင်းဆက်ပြီးဒီကာလမေးပြန်တယ်တဲ့ဘယ်လိုများမေးလိုက်တယ်ရှင်မဓမ္မရိနာဝေဒနာပဲမျိုးရှိတုံးဆိုပြီးကျွတ်တော်ဟောနေကြရှိရောက်လာတာဝေဒနာတခါကြီးဟာဒုက္ခဝေဒနာဒုက္ခဝေဒနာဥပေက္ခဝေဒနာဒါပဲရှိပါတယ်။ကောင်းပြီဒါပြန်ဒုက္ခဝေဒနာဒုက္ခဝေဒနာဥပေက္ခဝေဒနာတို့သုံးပါးရှိတယ်ကျေနပ်ပါပြီ။ဒုက္ခဝေဒနာမရှိရင်ဒုက္ခဝေဒနာဘယ်လိုရှုရမှာတော့ဒုက္ခဝေဒနာဘယ်လိုရှုရမှာတော့ဥပေက္ခဝေဒနာဘယ်လိုရှုရမှာတော့ဆိုဒုက္ခဝေဒနာဆိုတာဖြစ်တော့ချမ်းသာတယ်လို့ပြတ်တော့ဒုက္ခပါပဲ။ဒုက္ခဝေဒနာတော့ဖြစ်တော့ဆင်းရဲပြီးပြတ်သွားတဲ့အခါကျတော့ရှုတဲ့ပုဂ္ဂိုလ်ချမ်းသာပါတယ်ဥပေက္ခဝေဒနာဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တော့ဒုက္ခသဘောတောင်ရောက်ပါတယ်သဘောကျအဲ့ဒီလိုရှုလိုက်ပါဆိုတော့ဒုက္ခဝေဒနာလည်းခင်ဗျားတို့ဖြစ်ဖြစ်ရှိဦးပဲဒုက္ခဝေဒနာတော့ဥပေက္ခဝေဒနာဒါပဲရှုပါတဲ့ရှုလိုက်ပါတဲ့ဖြစ်ပြီးပြတ်တဲ့တရားပါပဲလမ်းဆုံးပါပဲဒီလိုဓမ္မရိနာကဖြေပြီးချမ်းမယ်လိုက်ကဲရှင်မတင်ဖြေတာအမှန်ကောင်းပါလေတကယ်နိဗ္ဗာန်ရောက်ကြောင်းစစ်တည်းဖြေပြီးဒီကလာနေတော့ရှေ့ဆက်ပြီးဒီကလာမေးလက်စားနဲ့မေးရရုံဆိုပြီးဝိသကတည်းကမေးချင်အဲ့ဒီဒုက္ခဝေဒနာရှုတော့ဘယ်နုတ္တယသေးသလုံးဒုက္ခဝေဒနာရှုတော့ဘယ်နုတ္တယသေးသလုံးဥပေက္ခဝေဒနာရှိတဲ့အခါဘယ်နုတ္တယသေးသလုံးဆိုတော့အာရဂကြီးဒုက္ခဝေဒနာရှုရင်လောဘသေးတာပေါ့ကာမရာဂနုတ္တယသေးတာပေါ့ဒုက္ခဝေဒနာရှုတော့ဒေါသပရိက္ခသေးတာပေါ့တခါကြီးကဥပေက္ခဝေဒနာရှုတော့မောဟသေးတာပေါ့ဒါတွေဘုန်းကြီးတို့ကဒကာဓမ္မတွေအခုဟုတ်တယ်ချပြီးဒီကရာပေးတယ်လားရိမ့်မိပလားဒါပရိသမိရပတ္တယန္နာမကဖြေတာဆိုတော့ဒီတရားတဲခိုင်လုံးတဲ့တရားပါလားဟုတ်ကြိုးစားရင်ဗျာဟုတ်ကိုခရီးပေါက်မဲ့တရားပါပဲဆိုပြီးခင်ဗျားတို့ကိုယ်တိုင်ကြိုးစားလို့လည်းထိုက်တန်တော့မပေါက်လားဗျာအဲ့တော့ဒီဝိတုတွေကလာတာရိမ့်မိပလားဒုက္ခဝေဒနာမရှိလို့ရှိရင်ဒုက္ခဝေဒနာဖြစ်เสียတဏှာလို့ဘုန်းကြီးဟောဒုက္ခဝေဒနာမရှိရင်ဒုက္ခဝေဒနာဖြစ်เสียဒေါသဥပေက္ခဝေဒနာမရှိရင်ဥပေက္ခဝေဒနာဖြစ်เสียမောဟမလားဘူးလားအဲ့ဒါရှုလိုက်တဲ့အခါဒုက္ခတွေ့ဒုက္ခရှုဒုက္ခတွေ့တော့ဥပေက္ခဝေတွေ့တော့ရှုလိုက်တဲ့အခါကျတော့ဖြစ်ဖြစ်ကြီးတွေ့ပြီးဒီကလာနေတယ်ဆိုတော့ဘယ်လောဘရောဒေါသရောမောဟရောကျွတ်တို့ကတွေ့ရင်ရှုနေပေါ့ဒီသုံးခုလာနိုင်သေးရဲ့လားလောဘဒေါသမောဟတွေချုပ်ရငြိမ်းရသိရနိဗ္ဗာန်ဆိုတာရောက်မှရောက်ပါမလားဆိုသူတို့သိရင်ရောက်တာပေါ့သူတို့သိရင်ရောက်တာပဲဆိုတော့ကျေနပ်ဒါဖြင့်ကျွတ်တို့လုံနေတဲ့အလုပ်ဒီကားလို့ဆိုရင်အတွင်းရန်သူတတ်တဲ့အလုပ်ပါလားကျွတ်တို့အတွင်းမှာရန်သူရှိနေတယ်လောဘဒေါသမောဟအတွင်းရန်သူပဲအဲ့ဒါဝေဒနာပေါ်တိုင်းရှုနေတဲ့ပုဂ္ဂိုလ်ကတော့အတွင်းရန်သူတတ်ပြီးဒီကားလားနေတဲ့ပုဂ္ဂိုလ်တွေလို့မဆိုနိုင်ဘူးလားဒါဖြင့်ဓမ္မတို့အပြင်ရနဲ့အတွင်းရဘယ်အခါကြောက်เสียကောင်းအဲ့ဒါအတွင်းရသန်ဒီနေသည်ကိုဆရာဘုန်းကြီးကပေးပြီးဒီကရနေပြန်တော့လေဩတို့မှာဗျအန္တရာယ်ကင်းလို့ပေးရှင်းဆိုတာဒီလိုမှပဲအတွင်းရရှင်းမှာပါလားသဘောကျအန္တရာယ်ကင်းလို့ပေးရှင်းတာတကယ်လိုက်ပေါ်လားအတွင်းရကြောက်เสียကောင်းဆုံးဟာအတွင်းရပဲဝေဒနာမရှိလို့လာတာဟုတ်ဗျဝေဒနာရှိရင်မလာပါဘူးဓမ္မတွေအဲ့ဒီတော့ဒုက္ခဝေဒနာရှိရင်လောဘဆိုတဲ့တွင်ရသေးပြီဒုက္ခဝေဒနာရှိရင်ဒေါသဆိုတဲ့တွင်ရဥပ္ပခဝေဒနာပေါ်တိုင်းရှိလိုက်ရင်မောဟဆိုတဲ့တွင်ရသူသေးတော့ကောင်းဆောင်ကြီး၃ယောက်သေးတော့တရားတရား1500ကိလေသာဆိုတော့သူတို့ကပွားတာပါကောင်းဆောင်တွေပြုတ်တော့နောက်လိုက်တွေအပိုင်းပိုင်းလဲတာပေါ့ဆိုတော့ပိုင်းလဲတဲ့အလုပ်ဒီကားလို့ဆိုလို့ရှိရင်လောက်တိုက်တယ်လောက်ကောင်းတယ်ဆိုပြီးဒီကာလဓမ္မတွေကအထူးတလဲပဲကြိုးစားလိုက်လို့ရှင်းဖြင့်ရာဂဒေါသမောဟကိုယ်ဟာနိဗ္ဗာန်ဆိုတာဟာဝေဒနာရှုတဲ့ပုဂ္ဂိုလ်အများဆုံးရောက်နိ
ရောက်ပြီဘူးလားဒါကြောင့်ဝေဒနာရှိတဲ့ပုဂ္ဂိုလ်များလုံးရောက်အောင်မှသိပြီးဒီကရနေတော့တို့လုံးနေတဲ့နေဒီဝိသကကမဲလို့ဓမ္မရိနာကဖြေပြန်တော့လေဝေဒနာနဲ့ပဲသူလက်ဆက်ပတ်တယ်အတိတ်ပဲရှင်းနေဘူးလားအမှန်ရှင်းပါတယ်အမှန်ရှင်းပါတယ်အဲ့ဒီလိုဝေဒနာနဲ့ခမည်းတော်လည်းအခုကမ္မထာများများရှာပြီးဒီကရမနေပဲနဲ့ကိုယ်ခန္ဓာရဲ့ဝေဒနာသုံးပါးသာလှည့်ရှုပြီးဒီကရနေကြလို့ရှင်းဖြင့်လိုရာကိစ္စခမည်းတော်တောင်းနေတဲ့စုဟာပြည်ပြီးသားဖြစ်မှာမမရင်ပြေပါမလားဒါရင်အမှန်ဘုဒ္ဓံကြောင့်ကောင်းကောင်းသိဗလားအဲဒီလိုဝေဒနာတွေကိလေသာလာပုံနဲ့ကွာကိလေသာပြတ်ပုံတည်းတခါလေဝိသကကမဲလို့ဓမ္မဒေနာကဖြေလိုက်တယ်မဲ့ခင်တွေကိုလည်းသီလသမာဓိပညာနဲ့ဝေဘာလေးဖြေလိုက်တာတွေအများကြီးပါဟုတ်လားအဲ့ဒါတွေရှင်းလင်းပြီးဒီကရနေတော့ဩဝိသကကတွေးသေးသေးချာချာပဲသာသနာပေါ်မပြောလို့ပြန်လာတော့မဟုတ်ဘူးသူ့ရဲ့ထက်နေဘောဗျာရန္တာသက်သက်ပဲပရိသမီရပတ္တရန္တာဖြေတာပဲဒီဥစ္စာအမှန်ဘုဒ္ဓံတဲ့တရားနိဗ္ဗာန်ပေါရောက်တဲ့တရားကိုဖြေရှာတာဖြစ်ပါတယ်ဆိုပြီးခါလာသူစိတ်ထဲမှာအမှန်ကျင်တဲ့သစ္စာလေးပါးအစမေးလိုက်ဘူးပေါ့ဗျာသစ္စာလေးပါးဆိုတာကတကယ်တိုက်တူကမှတ်ရမှာလူတိုင်းပြင်နိုင်တဲ့အလုပ်မဟုတ်ဘူးတပည့်ကြလူရင်းနဲ့သစ္စာလေးပါးနဲ့ဆိုလို့ရှိရင်ဘယ်လိုရတာတာအမှန်တော့ဖြစ်နိုင်အရင်ကပရိသမီရပတ္တယန္တာလည်းဖြစ်ပြီးကြတာနေတော့သူစမ်းလိုက်ကြတဲ့ကသစ္စာကနေစမ်းတာသက္ကာယဆိုတာဒုက္ခသစ္စာသက္ကာဖြစ်ကြောင်းကသမုဒိယသစ္စာသက္ကာယချုပ်ရတာနိဗ္ဗာန်နိရောဓသစ္စာသက္ကာယချုပ်ကြောင်းခြင်းကမေဃသစ္စာအဲ့ဒီသစ္စာလေးပါးကစပြီးမေးလာတော့ခုဝေဒနာမှာလဲဝေဒနာတော့မရှိရင်ပဲလို့ကျွရင်ပဲလို့ကြအောင်ပဲဝိသကတရေကမဲလို့ဓမ္မရိနာကဓလုံးမကြအမှားကြီးဖြေပြီးဒီကရသွားတော့တယ်ဆိုတာလည်းခင်ဗျားတို့သိသားမသိသေးဘူးလားအဲ့လိုဘုဒ္ဓံပြီးဒီကရနေတော့သူစိတ်တဲ့ဝိသကတရေကအတော်လေးရှင်းတတ်တော့အတော်လေးရှင်းတတ်ပြီးဒီကရသူရှင်မကိုလူသက်ရှင်လို့လားဆိုတော့မဲကုန်းကိုမေးရမရှိတော့ပညာရှိပညာနဲ့ပဲစမ်းလိုက်ကြတာစမ်းလိုက်ကြတဲ့ကဟိုကအာသောကုံနဲ့အဓိပ္ပာယ်ကြီးဖြေနေပြီဟုတ်လားအာသောကုံရဲ့အိဗယ်ကြီးဖြစ်နေတော့တခါတည်းရှင်းလဲနေပြီလို့ပြောချင်တော့မဟုတ်ဘူးပေါ်သေးဘူးလားအဲ့ဒီတော့ရှင်းလာတော့ဒါဖြင့်လေရှင်မရိကအမှန်ကျေးဇူးများပါတယ်ဆိုပြီးကြောက်လို့တဲ့ပုဂ္ဂိုလ်ကလဲရသုံးမှလှည့်ပြီးဝှက်ချရသေးတယ်ဝှက်ချပြီးဒီကရမှာသူနဲ့ခေါင်းကလိုက်လာတဲ့ဥပဒက900တွေဟာဓမ္မရိဏခြေကနေပြီးဖရာရှိသွားကြဖရာရှိသွားတဲ့ကဘုရားသခင်ကိုရမကြီးဓမ္မရိနာနဲ့အမေးဖြေလောက်တာဝိသကသတိကလျှောက်တာပေါ့ဗျာလျှောက်တဲ့အခါကျတော့ငါ့ရှိသမီးဖြေတာတွေဟာကွာတဲ့အမတန်မှန်ပါတယ်အမတန်ဟုတ်ပါတယ်အမတန်မှသစ္စာစိုက်တဲ့တရားတွေဖြစ်ပါတယ်အကယ်၍သူစီမမေးပဲနဲ့ငါစီမေးလို့ရှိရင်ဒီတိုင်းငါဖြေရမှာဟောဘုရားထောက်ခံချက်ပေးလိုက်သူစီကမမေးပဲနဲ့ငါစီမေးတယ်ပါလေဒီတိုင်းဖြေလိုက်မှာပါပဲဝိသကရတယ်မထူးပါဘူးတဲ့ဆိုတော့ဒီတရားတွေကားလို့ဆိုရင်ဒကာရမတို့ဘုရားသခင်ကိုရမကြီးထောက်ခံကြရတဲ့တရားအရာလာမကဖြေလို့အနာဂံကမေးတဲ့တရားဘုရားသခင်ကိုရမကြီးကလည်းနောက်ဆုံးကိုမှန်ကြောင်းကိုသက်သေခံတဲ့တရားဒါကြောင့်ဝေဒနာကနေရှုပြီးဒီကာလသွားကြလို့ရှင်းဖြင့်ဝေဒနာဖြစ်ဖြစ်ရှုတာဒီတက်နာပါဟုတ်လားဝေဒနာတွေ့တာတက်နာမှထားပါတော့ဝေဒနာဖြစ်ဖြစ်ရှုတာကနှစ်နာမှထားပါတော့ဝေဒနာမုန်းလာတာကသုံးနာမှလာထားတော့ဒီဝေဒနာတွေကိုတခါလဲသုံးအောင်ပဲငါတို့ဒီလိုက်ပါတော့မယ်ဆိုပြီးဒီကာလဖြစ်ဖြစ်သုံးအောင်လိုက်လို့ရှိရင်ဖြင့်မဖြစ်မဖြစ်တာတော့တွေ့ရမှာမတွေ့ရပါဘူးလားတွေ့ရမှာသိကြမဟုတ်လားအဲ့ဒါဒကာဓမ္မတွေဉာဏ်တွေကားလို့ရှိရင်ဖြစ်ဖြစ်သုံးတာဒီဒုက္ခသုံးတာကမှတ်ပါတော့ဟုတ်လားဖြစ်ဖြစ်သုံးတာပါသုံးတာပါလေဒါပြန်ဒုက္ခဆုံးတဲ့ရှိခင်ဗျားတို့ညာမရောက်ပြီဘူးလားဒါပဲကနေလိုက်လို့ဆုံးတာပါလဲမလို့ဆိုတော့ဝေဒနာဆိုတဲ့ဖြစ်ဖြစ်ကနေလိုက်တာပေါ့ဝေဒနာဖြစ်ဖြစ်ကနေကင်လိုက်တဲ့အခါကျဝေဒနာဆုံးဝါဒုက္ခဆုံးကိုခင်ဗျားတို့ကိုယ်ပိုင်ကိုယ်ဆိုင်ညာနဲ့ပဲတွေ့ကြတယ်ဒါကလည်းမတွေ့ရဘူးတွေ့ရတဲ့အခါကျတော့ဖြစ်ဖြစ်ကတော့ဆုံးသွားတာကဒုက္ခသစ္စာဆုံးတဲ့နေရာလေးတွေ့ရတာကနိရောဓသစ္စာသူဆုံးရင်လို့ဆုံးတာမဟုတ်ပါဘူးဆိုတာလေသက္ကာဖြစ်ကြောင်းသမုဒိယသစ္စာချုပ်လို့ဖြစ်ဖြစ်ချုပ်ရချတာသမုဒိယကမချုပ်လို့ရှိရင်ဖြစ်ဖြစ်ချုပ်ပါ
အဲ့တော့သမုဒိယနဲ့ဒုက္ခဒီအတွဲလိုက်ချုပ်ရတယ်ဆိုတာတော့သဘောကျအဲ့တော့ကျွတ်တို့မှာဘာကြံရပါလိမ့်မလို့မေးတဲ့ခါကျတော့တက္ကရာချုပ်တဲ့နေရာရဲ့တက္ကရာချုပ်တဲ့နေရာမြင်တဲ့မခင်ရဲ့ဒါကလိုက်ဒါပဲမကြံရဘူးလားအဲ့ဒီကဲတော့ကြံတဲ့ခြားဒါသည်နိဗ္ဗာန်မက္ခသဆိုတဲ့တိုင်နိဗ္ဗာန်ကမက်ကျေးဇူးပြုတာမထင်ရှားဘူးလားအဲမက်ပြီးတော့လည်းပူလာတော့လားသဘောကျအဲ့တော့ပူလာရင်သောတာပန်တည်တာပဲအာမယမနာဆက်ပြီးကြတည်ခြင်းဒီဆက်ပြီးဖြစ်တဲ့ကစားအောင်မယ်ဆိုသရဂတည်တာဒီမက်တွေအစဉ်တိုင်းလာမှာပဲဘယ်တိုင်းမှအစဉ်တိုင်းလာမှာနောက်ဆက်လက်ပြီးကြလာဖြစ်ဖြစ်ကနေစပါအောင်မယ်ဆိုရင်ပြသရဂံတည်ပြီးသောပုဂ္ဂိုလ်ကအနာဂံမှရမှာအာနာဂါနဲ့တောင်းတိတ်လေးပါဖြစ်ဖြစ်ကပြန်စပါအောင်မယ်ဆိုလို့ရှိရင်ဘယ်ရတ္တမဲ့ရတ္တဖို့ဆိုတဲ့ရဟန္တာဖြစ်မှာဒီဖြစ်ဖြစ်ကပြန်စရမှာရိပ်မကြဘူးဒါလည်းဓမ္မတွေဒီတလန်းနဲ့ဒီရိုးတွေကနေပြီးကာရသာဒီနိဗ္ဗာန်ရှိတဲ့ရှိအပေါက်ရောက်သွားမယ်ဆိုရင်ဖြင့်ဘယ်သူတော်မှစောင့်ပြီးကာရမနေဘဲနဲ့ညာနဲ့သာသွားအဲ့ဒါလည်းဓမ္မတို့မဂ္ဂင်ညာနဲ့သွားလို့ရှိရင်မရောက်မရှိဘူးဆိုတော့ရိပ်မိဗလားမဂ္ဂင်ညာနဲ့သွားရင်ဧကံရောက်အောင်ဒါကြောင့်နိဗ္ဗာန်ကိစ္စရီမေကောမဂ္ဂင်7ပါးဒီနိဗ္ဗာန်နိဗ္ဗာန်ကိုကိစ္စရီသွား၏ဆိုတော့မဂ္ဂင်7ပါးကခန္ဓာရရှိရင်ဖြင့်နိဗ္ဗာန်ရောက်သွားမဲ့တရားဝန်ထဲမှာရှိသောကြောင့်မရောက်မရှိဘူးဆုတောင်းနေတယ်သဘောကျကဲယနေ့ဒီရင်တော်ကြ